ဆောင်းရာသီမှာအသားပတ်ခြင်းကိုဘယ်လိုကာကွယ်မလဲနံပါတ်1ရေပြားကိုစိုးပြေစေဖို့အတွက် moisturizer သုံးပါရေချိုးပြီး3မိနစ်တွင် lotion cream လိမ့်ပါVictorian Jelly Shea Butter glycerin ပါတဲ့ cream တွေကဆောင်းရာသီအတွက်ပိုကောင်းပါတယ်မနက်နဲ့ညနေ့စဉ်အနည်းဆုံး2ကြိမ်လိမ့်ပါနံပါတ်2ရေဘူးလွန်နေတာကိုမချိုးရပါရေဘူးလွန်ရင်ရေပြားရဲ့သဘာဝအဆီဟာပျောက်ကွယ်စေပါတယ်ရင်းနှီးသာသာရေကိုပဲအသုံးပြုသင့်ပါတယ်ရေချိုးချိန်ကို9မိနစ်နဲ့10မိနစ်အတွင်းမှာထားပါနံပါတ်3ဆက်ပြရွေးချယ်မှုအရေးကြီးပါတယ်အယ်ကိုဟောပါတဲ့ဆက်ပြတွေကိုမသုံးပါနဲ့ moisturizer gentle pH balance လို့ရေးထားတဲ့ဆက်ပြတွေကိုအသုံးပြုသင့်ပါတယ်နံပါတ်4အဝတ်စားကိုတေချာရွေးချယ်ပါချီတဲ့အဝတ်စားတွေကိုဝတ်ပါသုံးမွေးတို့လိုရရန်စေတဲ့အထည်တွေကိုအရေပြားနဲ့တိုက်ရိုက်မထိပါစေနဲ့နံပါတ်5ရေများများတောက်ပါရေပြား6တွေ့ခြင်းဟာကိုတွင်းရေမလုံလောက်ခြင်းကြောင့်ပါတရက်ကို2လီတာနဲ့3လီတာအနည်းဆုံးတောက်သုံးပေးပါနံပါတ်6အာဟာရပြည့်ဝအောင်စားပါအိုမီဂါ3ပါတဲ့အစားအစာများငါအစိအစံအသီးနှံဟင်းသီးဟင်းရွက်များကိုများများစားပေးပါနံပါတ်9လေတူး6တွေ့မှုကိုလျှော့ပါအိမ်မှာရေဝစ်ထားခြင်းသို့မဟုတ် humidifier စိုထိုင်းမှုထိန်ဆက်ကိုသုံးပါလေအေးဆက်ကိုအချိန်ကြာကြာမဖွင့်ထားပါနဲ့နံပါတ်10ရေပြားအလွန်ချကွဲပြီးတော့သွေးထွက်ရင်ဆေးဆိုင်တွေမှာရောင်းတဲ့ Urea Lactic acid ပါဝင်တဲ့ cream ကိုသုံးနိုင်ပါတယ်မသက်သာရင်တော့ရေပြားဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဝေမျှပေးတာကတော့ဆောင်းရာသီမှာအသားပတ်ခြင်းကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like share subscribe လည်းလုပ်သွားပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုကျမ်းမာရေးဘူးတုဒတွေနဲ့ပြန်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်းနဲ့အခုဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေဗျာ